ကျွန်တော်တို့ဒီ connector တစ်လုံးပေါ့နော်ခလုတ်နှလုံးလေးပေါ့မော်တာကို on off လုပ်မယ်ဆိုလို့ရှိရင် wiring ဘယ်လိုဆင်ရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာမျှဝေပေးသွားအောင်ဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါအရင်ဆုံးကျွန်တော်တို့ဒီ connector လေးကို on off ဆင်တော့မယ်ဆိုလို့ရှိရင်ဒီလိုခလုတ်နှလုံးရှိဖို့လိုတာပေါ့နော်ဒီမှာကြည့်ပါဒီကဒါကကြတော့တစ်လုံးကကြတော့ NC ခလုတ်ပေါ့နော်တစ်လုံးကကြတော့ IO ခလုတ်ဖြစ်ပါတယ်ကျွန်တော်တို့ဒီ connector ကိုစဆင်တော့မယ်ဆိုလို့ရှိရင်ဒီမှာရှိတဲ့ coin ရဲ့ board တွေကိုချက်ကြည့်ရမှာဖြစ်ပါတယ်ဒီမှာသူတက်မှတ်ထားတာ220 240 A1 A2 ပေါ့ဒါကကြတော့ဗာလဲဆိုတော့ဒါ coin ဖြစ်ပါတယ်ဒီ coin ကိုကျွန်တော်တို့ဒီစနဲ့ဒီစကို power ပေးလိုက်တဲ့အချိန်မှာဒီ coin ကတ်သွားမှာဖြစ်ပါတယ်ဒီဒါဆိုလို့ရှိရင်ကျွန်တော်တို့ wire တစ်ချက်ဆင်ရအောင်ခုဆိုလို့ရှိရင်ကျွန်တော်ဒီ coin ကို wire နဲ့စဝင်လာပြီဖြစ်ပါတယ်ဒီစကကြတော့ line ပေါ့နော်ဒီစကကြတော့ဘယ်ပေါ့220 volt ထည့်ရတာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ breaker တစ်ချက်တင်ကြည့်အောင်ပိုင်းကဒီလိုလွတ်လို့တာဖြစ်ပါတယ်ဒီကိုကျွန်တော်တို့220 volt ရောက်တာနဲ့ပိုင်းကတ်သွားအောင်ဖြစ်ပါတယ်ကျွန်တော်တို့တိုင်းကြည့်မှာနော်မီတာနဲ့ဒီမှာကျတော့ဘိုးကတော့ပြည်တာပါနော်250လောက်ရှိတယ်ဒီဒါကိုကျွန်တော်တို့ခလုတ်နှလုံးနဲ့ဘယ်လိုဆင်ရမလဲဒီကျွန်တော်နဲ့အတူတူတစ်ချက်လိုက်ဆင်ရအောင်အရင်ဆုံးကျွန်တော်တို့ neutral တစ်စားကိုပိုင်းမှာထည့်ထားရပါမယ်နောက်တစ်စားကျတော့ stock ခလုတ်မှာထည့်ရမှာဖြစ်ပါတယ် stock ခလုတ်ရဲ့ဒီဘက်ချမ်းမှာကျွန်တော်တို့ဒီလိုမျိုး wire နှစ်ဆောက်ကိုပူပြီးတော့ထည့်လိုက်ပါတော့နောက်တစ်ဖက်မှာပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံလေးဖြစ်သွားပြီဒီပုံလေးပေါ့နော်တစ်ဖက်မှာနှစ်ဆတစ်ဖက်ကျတော့ကျွန်တော် wire ဝင်ထားပြီပေါ့နော် line ကိုဒီကိုယူထားပြီးပြီဒါကျတော့ပြန်ထွက်မဲ့စားပေါ့နော်ပြန်ထွက်မဲ့စားကျတော့ကျွန်တော်တို့ NC ထဲကိုတစ်စဝင်ရပါမယ်ခုဆိုရင်ကျွန်တော်ခလုတ်နှလုံးမှာပေါ့နော် stock ခလုတ်မှာကျွန်တော် line တစ်စထည့်ထားတယ်ပြန်ထွက်တဲ့ stock ခလုတ်မှာပြန်ထွက်တဲ့ဟာကိုတပင်ကို NC ခလုတ်ထဲထည့်ထားတယ် IO ခလုတ်ကနေပြီးပြန်ထွက်တဲ့ wire တစ်စကိုကျွန်တော်ဒီထိပ်မှာထည့်လိုက်ပါမယ်ဒီကျန်တဲ့တစ်စကိုကျွန်တော်ပိုင်မှာထည့်လိုက်ပါမယ်ကြာ NC ကထွက်တဲ့တစ်စကိုပိုင်မှာထည့်လိုက်မယ်နော် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ on လုပ်လို့ရပြီလားဆိုတော့မရသေးပါဘူးเนาะကျွန်တော်တို့ connector မှာရှိတဲ့ဒီ contact ကိုကျွန်တော်တို့ power တစ်စပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ wire တက်ဆင်လို့ပြီးသွားပြီပေါ့နော်ဒါကျွန်တော်ချက်ပြန်ကြည့်အောင်ဗျာပထမ line တစ်စကိုကျွန်တော်တို့ start လုပ်တဲ့ဝင်နေဗျာ start လုပ်တဲ့ဝင်နေတော့ line တစ်စကိုပြန်ထွက်တဲ့တစ်စကို NC ခလုတ်မှာသွားထည့်တယ် NC ခလုတ်မှာသွားထည့်တယ်နောက်တစ်စကျတော့ connector ရဲ့ IO ခလုတ်မှာ IO contact မှာသွားထည့်တာပါဒါဆိုရင်ဒီတစ်ပိုင်းပြီးသွားပြီ NC ရထွက်တဲ့ဟာကိုကျွန်တော်တို့ coin မှာသွားထည့်တယ်နောက်ပြီးတော့နောက်ထပ် line တစ်စလာပြီးတော့ပေါ့နော် IO ရဲ့ contact အပေါ်နားမှာထည့်လိုက်တယ်ဗျဒီနားမှာပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့တစ်ချက်စမ်းကြည့်အောင်ဝင်ကက်သွားပြီဖြစ်ပါတယ်။ဘောလုံးလို့ရပြီဖြစ်ပါတယ်။အားလုံးပဲစင်ပြီးကြပါသေးဗျာ။